လင်္ကာရဲ့စိတ်ထဲအတိတ်ကနာကျင်မှုတွေပေါ်လာတယ်။သူတခါကချစ်ခဲ့တဲ့လူသူ့ကိုတစ္ဆာဖောက်ခဲ့တဲ့တငယ်ချင်းမိသားစုဆုံးရှုံးခဲ့ရတဲ့အချိန်ဒါတွေအားလုံးမီးလျံအထိပြောင်းလဲလာတယ်။ဒါပေမဲ့လင်္ကာမကြောက်ဘူး။သူအတိတ်ကိုရင်ဆိုင်ပြီးလက်ခံလိုက်တယ်။ငါမင်းကိုလက်ခံတယ်။ဒါပေမဲ့ငါလမ်းကြောင်းကိုငါကိုယ်တိုင်ရွေးချယ်မယ်။မိနဂဝိညာဉ်အံ့ဩသွားတယ်။ရှေးကဘဒူးမှဒီလိုစိတ်ဓာတ်မရှိခဲ့ဘူး။မီးလျံတွေတခီးဟင်းငင်တက်လာပြီးနဂါးပုံစံကလင်္ကာရဲ့ကိုယ်တဲ့စုပ်ယူခံရတယ်။လင်္ကာရဲ့တိုင်းစင်ထတ်မှန်ကြော်ဖြစ်သွားတယ်။မီးနဂါအဆင့်ဒုတိယအလွာမြေခင်းပြင်ပေါ်ကမီးလျံအားလုံးပျောက်ကွယ်သွားပြီးငြိမ်သက်မှုပြန်ရောက်လာတယ်။လင်္ကာမျက်လုံးဖွင့်လိုက်တော့သူ့လက်ဖွားပေါ်မှာနဂါးပုံစံအမတ်အသားတစ်ခုပေါ်လာတယ်။အဲ့ဒီအမတ်အသားကမီးနဂါဝိညာဉ်ရဲ့အမွေအနှစ်ဖြစ်တယ်။ဝေးကွာရာတောင်ကုန်းပေါ်ကနေဂိုင်းကြီးတွေရဲ့လူတွေကြည်နေကြတယ်။မီးနဂါရှမ်းနဲ့စီးနှင်းလူတွေနှစ်ယောက်စလုံးမျက်နှာဖြူဖြော်နေတယ်။ဒီကောင်လေးအခုမီးနဂါဝိညာဉ်ကိုပါရသွားပြီ။ဒါမဖြစ်နိုင်ဘူး။ငါတို့ဂိုင်းတွေအတူတကွမဟုတ်ရင်မရတော့ဘူး။လင်္ကာရှေ့ကိုဆက်ရှောင်ရင်ပြုံးလိုက်တယ်။တိုင်းလောကကြီးကအံ့ဩစရာအများကြီးရှိသေးတယ်။နောက်ထပ်ဘဒူလာစောင့်နေမလဲမသိဘူး။ဒါပေမဲ့ငါရက်မယ်မထင်ဘူး။သူ့နောက်ွယ်မှာမြက်ခီးမြင်ကမီးရောင်အနှဲငယ်လက်နေစေဖြစ်တယ်။ခยีးတဲ့ရဲ့ခยีးဆက်လက်ရှည်လျန်းနေအောင်မယ်